နေ့ကြွလာမိတ်တမိတ်ချမ်းသာဒုက္ခပြေဝကြပါစေတစ်ချိန်ကဒီလိုရက်တရက်မှာလူဘဝကိုရောက်ရှိလာခဲ့တာမမေ့မလျော့တတိယတဲ့အနေနဲ့မွေးနေ့မင်္ဂလာကိုနှစ်စဉ်ကျင်းပခဲ့ကြတာဖြစ်ပါတယ်အသက်တစ်နှစ်တိုးဂုံဝါတစ်နှစ်ကြီးလာတဲ့ဒီနေ့မှာယန္တနာသုံးပါးကိုကြောက်ကြပါတယ်အဒီနာလူလောကတို့ရောက်အောင်မွေးဖွားပေးပြီးပြုစုကျိုးထောင်ပေးခဲ့တဲ့အမိအဖတို့လည်းမမိတ်မလျော့ကြောက်ကြရပါတယ်ပညာရည်တို့တောက်ဆိုစေတဲ့ဆရာများကိုလည်းကြောက်ကြပါတယ်အဲ့ဒီနောက်မှာတော့ပျော်ရွှင်စရာအသက်တစ်နှစ်တိုးတဲ့မင်္ဂလာမွေးနေ့ပွဲကြီးကိုတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းစုံစွာနဲ့ဒီလိုဆင်နွှဲကြပါတယ်